တမဝိုင်မှာနေကြီးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတမဝိုင်မှာဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးတမဝိုင်မှာအတင်လီမီတက်ရဲ့ဒေသရက်ကိုရောင်းဆိုင်တွင်တိုင်းဒေသကြီးနဲ့ပြည်내အသီးသီးမှတမဝိုင်မှာချင်းချင်းချိတ်ဆက်ကဒေသရက်ကုန်ပစ္စည်းမျိုးစုံနဲ့အခြေခံစားကုန်များကိုအများပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက်ရောင်းချပေးလျက်ရှိပါတယ်။အဆိုပါရောင်းဆိုင်ကိုဗဟန်းမြို့နယ်တိုင်းတမဝိုင်မှာဦးစီးမှုရုံးဝင်းမှာဖွင့်လှစ်ထားပါတယ်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတမဝါယမဦးစီးဌာနအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖွဲ့စည်းထားတဲ့တမဝါယမအသင်းများထဲမှာအယောင်ဆိုင်ဖွင့်လှစ်ထားတဲ့အသင်းပေါင်း103သင်းရှိပြီးမိုးဦးပန်းတမဝါယမအသင်းဆိုင်ကလည်းတဆိုင်အပါအဝင်ဖြစ်ကာဒေသထွက်ကုန်ပစ္စည်းတွေနဲ့အခြေခံစားတောက်ကုန်တွေကိုအများပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်ရောင်းချပေးလျက်ရှိတယ်လို့မိုးဦးပန်းအထွေထွေရောင်းဝယ်တမဝါယမအသင်းလီမိတက်မှတာဝန်ရှိသူကဆိုပါတယ်ကျမတို့ရန်ကုန်တိုင်းဒေသကြီးမှာဆိုလို့ရှိရင်ရန်ကုန်တိုင်းတွင်ဖွဲ့စည်းထားတဲ့တမဝါယမအသင်းတွေနေရာနေပြီးတော့အယောင်ဆိုင်ဖွင့်လှစ်ထားတဲ့အသင်းပေါင်း103သင်းရှိပါတယ်ရှင်ဒီမိုးပန်းတမဝါယမအသင်းရဲ့အယောင်ဆိုင်ကလည်းတစ်ဆိုင်အပါအဝင်ဖြစ်ပါတယ်ရှင်တမဝါယမအသင်းရဲ့အယောင်ဆိုင်တွေမှာတော့အဓိကအပြင်ကျမတို့ကအခြေခံစားကုန်တွေကိုအဓိကထားပြီးတော့ရောင်းချပါတယ်ဒါအပြင်တမဝါယမအသင်းတီးတီးရထုတ်လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေကိုလည်းရောင်းချလျက်ရှိပါတယ်ဒါအပြင်အခြားတိုင်းနဲ့ပြည်နယ်တီးတီးမှာရှိတဲ့တမဝါယမအသင်းတွေရဲ့ထုတ်ကုန်တွေကိုလည်းပါဝင်ရောင်းချလျက်ရှိပါတယ်အဓိကရောင်းချနေတဲ့ပစ္စည်းတွေကတော့ကျမတို့စံနေရှိတဲ့စံနဲ့စီကိုလည်းအဓိကထားပြီးတော့ရောင်းချပေးလျက်ရှိပါတယ်ဒါအပြင်ဆိုရင်တိုင်းနဲ့ပြည်နယ်တမဝါယမအသီးသီးကနေထုတ်ကုန်တွေဖြစ်တဲ့လက်ဖက်ခြောက်တွေကော်ဖီမှုန့်တွေနောက်ပြီးတော့ကျမတို့နိုးစီတွေဖြာတွေနောက်ပြီးတော့ကျမတို့လက်မှုတဲ့ပစ္စည်းတွေပေါ့နော်ဒီအပြင်တွေနောက်ပြီးတော့အိပ်ရက်ခင်းအမျိုးမျိုးပေါ့ချီတယ်အိပ်ရက်ခင်းအမျိုးမျိုးစသဖြင့်တော့တမဝါယမအသင်းတီးတီးရဲ့ထုတ်ကုန်တွေကိုလည်းစုံလင်စွာနဲ့ရောင်းချပေးလျက်ရှိပါတယ်ဈေးနှုန်းချိုသာစွာနဲ့လည်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်ရှင်ကျမတို့အယောင်ဆိုင်မှာကတော့လက်လီလက်ကဝယ်ယူရောင်းချပေးလျက်ရှိပါတယ်မြို့နယ်မှာရှိသောအခြားသောတမဝါယမအသင်းအယောင်ဆိုင်တွေကိုလည်းတရားနေပြီးတော့လက်လီလက်ကဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်ဝန်ထမ်းတွေသာမကဘဲနဲ့အများပြည်သူတွေလည်းဈေးနှုန်းချိုသာစွာနဲ့ကျမတို့တမဝါယမအသင်းအယောင်ဆိုင်တွေမှာဒါဝယ်ယူအားပေးနိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင်လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးတမဝါယမဦးစီးဌာနမှာဖွင့်လှစ်ထားတဲ့မိုးဦးပန်းအထွေထွေရောင်းဝယ်တမဝါယမအသင်းလီမိတက်မှာတော့တိုင်းဒေသကြီးအသီးသီးမှာထွက်ရှိလာတဲ့ဒေသကုန်ပစ္စည်းတွေနဲ့အခြေခံစားတောက်ကုန်တွေကိုမြို့နယ်လိုက်မှာရှိတဲ့တမဝါယမအသင်းရောင်းဆိုင်များသို့လက်လီလက်ကဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့လည်းသိရပါတယ်။